宁夏青的高级民格拉也多切皮的，他妈也是问都底下上看见啊。第一批别个就罗也那些不话得打天嘛，因为他妈当铺系列定看咋个比你吧嘞，不抽机你嘛哈，手里单笔也不抽机皮的咯，都也高级皮别咩，都也得打的嘛，努那水情个看得下来都来皮吧嘞，大家都哈第一道看嘛。พยาธิเขียลูโปรเพဖြစ်တဲ့เอลิเชစီကိုယထာတွေမြင်းတွေလက်ဆောင်ပနာတွေနဲ့ခန်းခန်းနာနာကြည်ကြည်ကြဲကြဲသူတွားရောက်ခဲ့ပါတယ်အကြောင်းကတော့သူ့ရဲ့နူနာကိုပျောက်အောင်လုပ်ပေးဖို့ရအတွက်ပဲဖြစ်ပါတယ်ဒါကြောင့်ခွန်အားပေးခြင်းနဲ့မိတ်ဆွေဖယားသခင်ရဲ့ကောင်းချီးမင်္ဂလာကိုခံစားခြင်းကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာဂုဏ်ပကာတနာတွေကျွန်တော်ရဲ့ယာထူးတွေကျွန်တော်တို့ရဲ့ဂုဏ်ဒရက်တွေကိုကျွန်တော်တို့ပြစ်ချထားဖို့ရအတွက်အရေးကြီးတယ်ဖယားသခင်ရဲ့ထူးခြားတဲ့ကောင်းချီးမင်္ဂလာခံစားခြင်းနဲ့ဆိုရင်ငါဆိုတဲ့အတ္တမမာနတွေဂုဏ်ဒရက်တွေကျွန်တော်တို့ပြစ်ချထားဖို့အရေးကြီးပါတယ်ဘိုလ်ချုပ်ကြီးနေမှာဟာအေလိရှဲစီကိုရောက်သွားတဲ့အခါမှာအေလိရှဲကထွေထွေထူးထူးဘာမှမပြောဘဲနဲ့ယောဒမြစ်မှာခုနှစ်ကြိမ်တိုင်အောင်နစ်လောလို့အမိန်ပေးလိုက်တာဖြစ်ပါတယ်အဲ့ဒီစကားကိုကြားတဲ့အခါမှာဘိုလ်ချုပ်ကြီးနေမန်ကတော့ငါရဲ့တိုင်းပြည်မှာဒီချက်ကောင်းတဲ့ရေရှိပါတယ်ဒီရေငင်းငင်းပတ်ပတ်ထဲမှာငါဘာဖြစ်လို့စိန်ရမလဲလို့သူဟာပြန်ပြောပါတယ်ဒါကြောင့်ဘိုလ်ချုပ်ကြီးနေမန်ကသူ့ပြည်မှာရှိတဲ့ချောင်းတောင်မှဒီယောဒမြစ်ထက်ကြည်တယ်ဆိုပြီးတော့ညှင်းဆန်ခဲ့ပါတယ်ဒီအကြောင်းအရာထဲမှာကျွန်တော်ဘာတွေ့ရတယ်လဲဆိုရင်တခါတရံမှာဖျားခိုင်းတဲ့အလုပ်ဖျားစကားကရိုးရှင်းပေမဲ့လည်းလွေကူနေပေမဲ့လည်းတင့်ရဲ့နာခံမှုကိုစမ်းသပ်နေတာဖြစ်ပါတယ်နာခံခြင်းဆိုတာကကိုကြိုက်တာကိုလုပ်တာမဟုတ်ဘဲနဲ့ဖျားသခင်ခိုင်းတဲ့အရာကိုကိုမကြိုက်ရင်လည်းလှုပ်ဆောင်တဲ့အရာကိုနာခံခြင်းလို့ပြောပါတယ်ဒါကြောင့်မိတ်ဆွေတင့်ရဲ့ဘဝအသက်တာထဲမှာလေဖျားသခင်ခိုင်းတဲ့အရာဆိုရင်တခါတလေရိုးရှင်းပေမဲ့တခါတလေခက်ခဲပေမဲ့နာခံဖို့ရအတွက်ပဲအရေးကြီးတာဖြစ်ပါတယ်နောက်ဆုံးမှာဘိုလ်ချုပ်ကြီးနေမှာကတော့ဇွဲရှိရှိပဲဖယားသခင်ရဲ့လူအေလိရှဲခိုင်းတဲ့စကားအတိုင်းပဲလှုပ်ဆောင်ခဲ့တယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရပါတယ်ဒါကြောင့်ဘိုလ်ချုပ်ကြီးနေမှာဟာတစ်ကြိမ်နှစ်တယ်နှစ်ကြိမ်နှစ်တယ်လေးကြိမ်ငါးကြိမ်၆ကြိမ်နှစ်တယ်ဒါပေမဲ့သူ့ရဲ့နူနာဆွဲတဲ့ယောဂါဟာမပြောက်ဘူးခုနှစ်ကြိမ်ရောက်မှအဲ့ဒီနူနာဟာပျောက်ကင်းသွားတယ်ဆိုတဲ့အကြောင်းကိုမြင်တွေ့ရပြီးတော့သူ့ရဲ့ပျောက်ကင်းသွားတဲ့အသားအရည်ဟာလဲကလေးသူငယ်တယောက်ရဲ့အသားအယောင်ကဲ့သို့ပြောင်းလဲသွားတယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေကျွန်တော်တို့သိထားဖို့ကလေဖယားခင်ရဲ့အကြံအစီဖယားခင်ရဲ့အချိန်စရာကကျွန်တော်တို့ရဲ့အချိန်စရာနဲ့မတူဘူးအသက်ရှင်မှုတိုင်းမှာဇွဲရှိရှိနဲ့ဆုံးခန်းတိုင်အောင်ဖျားစကားကိုနာခံရင်အသက်ရှင်ဖို့တာအရေးကြီးတာဖြစ်ပါတယ်။ကောင်းချီးမင်္ဂလာဟာလည်းနာခံခြင်းရဲ့အဆုံးတတ်မှာရှိနေတတ်တာမျိုးဖြစ်ပါတယ်။ဒါကြောင့်အဆုံးတိုင်အောင်နာခံတတ်တော့သူဖြစ်ဖို့အရောက်စီတိုင်းကိုခွန်အားပေးခြင်းနဲ့ဒီဖြစ်ရမှာစက်ကောင်2ဦးရှိပါတယ်။တဦးကဘိုလ်ချုပ်နေမန်ရဲ့ဇနီးကိုအကြံပေးတဲ့ဣတရီလမိန်းမငယ်တူဖြစ်ပါတယ်။နောက်တဦးကဘိုလ်ချုပ်နေမှာစိတ်ပြတ်တဲ့အခါမှာနောက်လဲတော့မဲ့အခါမှာစိတ်ရှည်တီးခံဖို့ရတဲ့ပြောတယ်သူနောက်လိုက်တပိဖြစ်ပါတယ်ဒီအရာထဲမှာကျွန်တော်ဘာကိုခွန်အားယူရမလဲဆိုရင်ဖယားသခင်ကကျွန်တော်ကိုလမ်းပြဖို့ရအတွက်ကျွန်တော်တို့ကိုစကားပြောဖို့ရအတွက်ကျွန်တော်တို့ထက်နှိမ့်ကြတဲ့သူတယောက်ယောက်ကိုအသုံးပြုနိုင်တယ်ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ဥပမာတင်းအုပ်ဆရာတယောက်ကိုဘုရားသခင်စကားပြောဖို့ရအတွက်တရားဟောဆရာကိုအသုံးပြုနိုင်တယ်လို့အသင်းသားတယောက်ကိုလည်းအသုံးပြုနိုင်တာဖြစ်ပါတယ်။အခါတလေကျွန်တော်လူဆိုတဲ့အတိုင်းပဲဖြစ်တတ်ပါတယ်။ဒီကောင်ကဘာမှမပေါက်ပဲနဲ့ငါ့ကိုလာဆရာလုပ်နေတယ်မထင်လိုက်ပါနဲ့မိတ်ဆွေဘုရားကအဲ့ဒီလိုလူတွေကိုအသုံးပြုနိုင်တယ်ဆိုတာဒီသင်ခန်းစာအရကျွန်တော်တွေ့ရပါတယ်။ဘိုလ်ချုပ်ကြီးနေမန်ရဲ့အသက်တာထဲမှာအဲ့ဒီနူနာယောဂပျောက်သွားပြီးတဲ့နောက်အဲ့ဒီဣတရီလလူတွေကိုးကွယ်တဲ့ဖယားမတပါဘယ်ဖယားမမရှိဘူးလို့
သူဟာဝန်ခံခဲ့ပါတယ်ဒါကြောင့်ဘိုလ်ချုပ်နေမှာဟာသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာကုသမှုတာမကဘဲနဲ့ဝိညာဉ်ရေးရာဆိုင်ရာနိုးထမှုကိုပါရရှိသွားတယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့တွေ့ရပါတယ်ဒါကြောင့်ဖယားသခင်ကတင်တဲ့ကျွန်ုပ်ရဲ့အခက်အခဲပြဿနာကိုဖြေရှင်းပေးခြင်းကဖယားသခင်တတ်နိုင်တယ်ဆိုတဲ့အကြောင်းအရာကိုသိရှိခံယူတာမကဘဲနဲ့သူဟာစစ်မှန်တဲ့ဖယားသခင်ဖြစ်ကြောင်းနဲ့သူ့ကိုသိရှိပြီးယုံကြည်ကိုးကွယ်လာဖို့အတွက်ပဲဖြစ်ပါတယ်မိတ်ဆွေနောက်ဆုံးအနေနဲ့ခွန်အားပေးခြင်းနဲ့ဘိုလ်ချုပ်နေမာရဲ့အဖြစ်အပျက်ဟာမာနကိုချိုးနှိမ်ပြီးရိုးရိုးရှင်းရှင်းနာခံခြင်းကအောဖွေရာနမိတ်လက္ခဏာကိုဖြစ်စေတယ်ဆိုတာကိုပြသနေပါတယ်ကျွန်တော်တို့ရဲ့ဘဝတက်တာထဲမှာလဲနူနာနဲ့တူတဲ့အခက်အခဲပြဿနာတွေကိုပျောက်ကင်းဖို့အတွက်ကိုယ့်ရဲ့နီလာဟောင်းအသွေးအခေါ်ဟောင်းတွေကိုအသွေးအကြုံဟောင်းတွေကိုဖယ်ရှားပြီးတော့ဖျားသခင်ပြသတဲ့ယောဒန်မြစ်နဲ့တူတဲ့နီလာအတစ်သေးကိုကျွန်တော်ခုံစင်းဖို့ဖျားသခင်ပြသတဲ့နန်းတစ်သေးကိုရှောက်လန်းဖို့ရအတွက်အရောက်စီတန်းကိုခွန်အားပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်